ဖြစ်မလဲ ဟိုမမရဘူးဒါပေမဲ့မလောက်သေးဘူးဆိုတာလာမရမှာ ဆိုတာလာထိုးပေးမှရမှာဒါမှန်တယ်ငါလည်းလိုပဲတွေးရော ကဲ guide position မြင်သားပြီဒါတို့ဒီကောင်လေးတက်တယ်ချကျင်နေတာတော့ကျွန်တော် YG ကောင်းကောင်းကြီးတော့နားလည်နေနေပဲဒါတို့နော်ဟိုမှာ rubber စားနေတော့လေးတက်တယ်ဖို့မလား ဟို rubber blue band ငါတို့လည်း blue band သွားစားအောင်ပါလား ရတယ်စားကြိုက်တာစားကြိုက်လို့လို့ စူပါမာကိုတို့စန်ဂျီတို့ပါလာ join ပေးမလားမသိမော်စကောကတော့ spear distraction နဲ့နည်းနည်းပါးပါးလာပစ်ပေးလို့ရအောင် spear distraction ကိုပစ်ပလိုက်ပြီရော ဥစ္စာစားဖို့လုပ်လိုက်တာကိုခရက်စားဖို့ကိုခရက်ပြီးသွား ကဲ ကဲအဲ့ဟိုမှာတန့်နေဘူးလေဟိုမပြီးနေအောင်တော့ခါလီကမရသေးဘူးအဲ့ရတော့မှာ ပြန်တော့ခြာထိုင်းနေမနော်ဂွနီဘီယာဘသူတော့အရင်စအုပ်ကြည့်မလဲအုံငွမ်းတကောင်အုပ်ပြီးတော့ကြိုးစားနေမလားနောက်မလဲဖိုးဘီယာဓာတ်ဝေးတော့ဂွနီဘီယာ violent တန်က aim retreat all damage ရင်းတက်ရောက်ယူပေးဝိုင်းနေမနော်ဆိုရာတန်ဖောင် stone ပိုင်းနေကြမှာပြစ်ထိုးတိုင်းနေပဲ fat black လေးပဲထက်လိုချင်နေဆိုပေမဲ့ glue တက်ခွာသွားပြီဖလစ်ကာဘာညာနဲ့ပြန်ပတ်ထိုင်းနေမနော်ရင်းလေးလည်းကြည့်ပေးဦးရတယ်တိုင်းတော့ဘာမှမဖြစ်ဘူးပြန်ပတ်တက်ရလိုက်ပြီဟောရင်းကောင်းသွားတာအေး မကလောက်ပေးမဖန်နဲ့ကလောက်ပေးမဖန်နဲ့ပေးလိုက်ပေးလိုက်ကြီးကပေးလိုက် ကောင်းနေတိုင်းကမန်နေတိုင်းမှန်နေပြီအုံကွမ်းအဲ့ကောင်မခွာတာမရှိဘူးနော်တိုင်း ဒါပေမဲ့လုံးလို့မရဘူးစပဲမရှိဘူးကျွန်တော်ဘက်မှာစပဲမရှိဘူးကွန်လာဘီကအုတ်တာပြန်မရသေးဘူး violent နဲ့မရှိဘူး ကျွန်တော်တို့ရဲ့ first starter လေးကတော့နော် first starter လေးကတော့ပြီးသွားပြီ hero game ဘာညာလေးကတော့မပေါ်ပါဘူး starter လေးလည်းကျွန်တော်တို့မြန်မာအသင်းဘက်ကရခဲ့တဲ့အပိုင်းလေးကတော့တော်တော်လေးကိုဂျင်းနဲ့ချင်စရာပဲ အဲ့ကလောက်ပေးမဖန်နဲ့ပေးမဖန် အဲ့လောက်ကိုပေးမဖန်နေတာအဲ့လောက်ကိုပေးမဖန်နေမှန်နေတာကြီးစူပါမာကိုကလောက်ကတားတက်နေတာ ကဲအောက်လန်းလေးနည်းနည်းကြည်ပေးဦးမလား ဒီဘက်မှာ purify တကောင်ပဲရှိတာနော်ဗလန်သိလား ။ညာ purify တကောင်ပဲကလောက်တကောင်ပဲပါတော့ purify ။ကျန်တဲ့ကောင်ကြိုက်တဲ့ကောင်ကိုဆွဲဖြတ်လို့ရတယ် မှန်ပဲ ။ကောင်လေးဟိုကဇက်ရှမ်းပါလို့ flicker နဲ့ဆော့တာ purify နဲ့မဆော့တော့ ချုပ်စရာတွေပါတယ်မလို့တော့ညီကိုမချုပ်နဲ့တိုင်းမတိုင်းက game fight တွေပါတယ်ချုပ်တယ်လို့သိရမလား ။ချုံ easy second starter ဗတ်တယ်လေးတို့တစ်ချက်ကြည့်အောင် first starter ကကျွန်တော်တို့ဘက်ကနော်ရခဲ့တာဆိုတော့မစိုးဘူးပြောအောင်ပါဗျာနောက်ဝက်တွေပါရလေဒီချိန်မှာသူမတိမ်မကိုမနေမဲပေါ့နော်တကန်းတာတယ်လေးရရင်တော့ပိုကောင်းတာပေါ့လေမော်စကောလည်းအောင်လမ်းမှာတော့တောက်လျှောက်ဖန်တိုင်းတယ် Crozen side first side တန်းစူပါမာကိုနဲ့တူအပြိုင်တော့ဖန်ထားတယ်ဗျာနော်တစ်ဖက်မှာတော့ကျွန်တော် glue radiant armor တစ်ဖက်မှာလည်းကျွန်တော်တို့စူပါမာကိုအနေနဲ့ကတော့ဟွာရသွားပြီ first side တန်းကိုတော့ဒီကောင်ဟိုကခုနဘာရင်သွားလိုက်တာလဲမင်းတော့မြင်လိုက်တယ် ။ကဲဒီဘက်မှာ second side လားမသိဘူး လေးကိုကြည့်ရမယ်ဘလို့ရေ။တာတရားချ။ ဘလင်းရန်ရောက်ခံလို့မပြုံးနော်ဒီဘက်မှာတော့ glowing one အသီးသီးတော့ပါလာပြီဗျာသိလားဆိုတော့ hammer လည်း concentrate energy ပါညာခုနကျွန်တော်တွေ့လိုက်တယ်နော် first side တိုင်းကိုစီထွက်သွားပြီးတော့ဒီ second target ဘက်တွေကတော့အရေးကြီးတယ်ဘသူက intro ကောင်းပြီးတော့အသာသီးရမလဲဆိုတဲ့ပုံစံမျိုးအဲ့မှာတော့ target လုံးမဲ့နေတာတခုမှရင်းဝင်မလားချိန်လေးကြည်ပေးထားတယ်မတော့မဘတ်တဲ့ပြေးဆိုင်မှုတော့လှုပ်ထားတယ်မတော့ဂွနီဘီယာအုပ်ပြီးတော့ရင်ဆုံး hero game ဖြတ်တယ် sandstone တွေပါပေးပြီးတော့ဝင်အိန်းနေနေတာတခုမှတော့တကောင်ရပြီ hero game တာတဲတော့ပေးလိုက်ရတယ်ဆိုမှလည်းတစ်ဖက်မှာ glue တက်ခွာကြတယ်ဟန်ကြီးမှာပြတ်သွားရင်ပဲ1 for 1 trade နေတာမှာတာတဲပါပေးလိုက်ရတာဆိုအရန်ကြီးတော့တိတ်မတန်ဘူးဗျအဲ့မဲ့ပေါ်လဲမော်စကောတာဝါရတယ်ရမယ်။အောက်လန်းကတော့ပြန်ချွေရမယ်နေထားဗျာနော်။ဟုတ်ရ1 for 1ပါပဲ။နော်မော်စကောလည်း speed လို့ရတယ် ဟေးဟာလီရပြီအဲ့ကောင်ရပြီအဲ့ကောင်ရပြီချန်ကလာတော့ရလိုက်ပြီကိုတို့အဲ့ကောင်အရင်ဆုံးစောင်းဖြတ်ဖို့လိုနေတာမှန်နေဗျာ ဒါပဲကျုံတဲ့ကောင်ကတော့ဆွဲစားပေးရမှာပဲကျုံတဲ့ကောင်ဆွဲစားပေးရမှာပဲတာဝါလည်း1 for 1ပဲပြဿနာမရှိဘူးနော်က even ပဲအကောင်ပေးမဖန်နဲ့ စူပါမာကိုလည်းကောင်ပေးမဖန်နေတာတို့ဟောတိုင်ဂွနီဘီယာဆိုတော့ငါတို့ဟီယိုပဲလားဗျာ မော်စကိုပဲသွားဖန်ခိုင်းလိုက်တာတော့ဘူကောင်းနေနော်ကလောက်ရောင်နေတဲ့အချိန်မှာဒီချိန်မှာမော်စကိုကထိုင်ဖန်တာ အမှန်ပဲ မော်စကိုနဲ့ကလောက်ကပါဝါတူပဲလို့နော်အသင်းပေါ်မှာပဲမူတည်ပြီးတော့ performance ကွာသွားမှာ အလေလန်းနဲ့အောက်လန်း ကြတာကောင်းတယ်စားလို့ရသေးတယ်စံကြီး ဒူရာအလေလန်းမျက်တောင်မခက်ကြဘူးဟောင်ရေးမင်းအကုန်လုံးကဒီပွဲကြီးကိုတအားစိတ်ဝင်စားနေကြပြီတကယ်လည်းရင်ခုန်မှုကောင်းနေအောင် ငါတော့ခက်လွတ်သွားမှာဆိုလို့ဟိ အများအားလို့ကျွန်တော်ဖိလစ်ပင်းနဲ့မြန်မာတွေထိတိုက်တွေးဆုံမှုပွဲတိုင်းမှာပွဲစဉ်ကပြက်ခဲ့တာမျိုးမရှိဘူးဗျာသီလားအရန်ကြီးသူတပြည့် best of 5နဲ့ best of 7 series မှာဆိုပိုအရန်သိတာတဲ့အဲကြောင့်မလို့လဲဒါဖိလစ်ပင်းအနေနဲ့ကကျွန်တော်မြန်မာကိုတင်မှာသူတို့ရဲ့ထိုက်တန်တဲ့ပြိုင်ပွဲဖြစ်တတ်မှတ်ထားတာအင်ဒိုထက်ဆိုင်တော့ပို့ပြီးတော့ကျွန်တော်မြန်မာအသင်းတွေကိုသူတို့ကလေးအဲ့လိုမျိုး respect တစ်ခုပေးထားရတယ်ပေါ့နော်
defend နော် Moscow တော့ level ပူများပြီးတယ်ကျွန်တော်ဘက်က Moscow က ဖ နော် န်လာသားကြီးစံကြီးဖန်လာမင်းကလောက်ရတိုင်းနိုင်တယ်ဆိုရဲအတိုင်းမန်တယ်ကိုရိုက်ချိုးပေးလိုက်လားဗလန် အဲ့ထိုးပေးလိုက်နော်တခါတည်းမင်းတတိယပါမလူကျင်ဖြစ်သွားအောင်လို့ မှန်နေသား လု ကြီး ပ်ပေးလိုက်တခြား focus ထားသားကြီးတို့ဒီဘက်သက်သိင်သေးပြီ ဟုတ်ကဲ့ အောင်ဆိုင်ပြီးဆော့နောက်ဆုံးတက်တယ်ကြည့်မယ်ဗျာ ဒီဘက်မှာလည်းဆိုရာအပေါ်ရောနည်းနည်းလေးတော့ပြန်ပြီးတော့ဗတ်ထားတယ်ဒီတက်တဲ့အရေးတော့ကြီးရဲ့အနေသားတစ်ခုဗျဗတ်တယ်ဘလို့ဆိုင်မလဲဂလူးပြေးချုပ်သွားပြန်ပြီဆိုရာတန့်ဖောင်တက်တဲ့ reset ပြန်ကြဒါပေမဲ့ဟက်ဂျီယူပေးသွားတယ်မနော် Fury of the Phoenix တွေပေးတယ်မနော်ကလော့ blending ယူလိုက်ရနားလိုက်တာ Moscow speed of distraction နဲ့လမ်းကူပြီးတော့ကျိုးလာခဲ့ပြီအစမပြေသွားတော့ double game ထပ်ပေးတယ်မနော်ခိုင်းစီတကောင်ဖလစ်ကာတွေပိုင်းနဲ့ပြန်ခုန်ထွက်ထားတယ် Moscow အနေနဲ့ကတော့ဟောခိုင်ယိုဒီဘက်မှာဆော်လို့ကြီးတောက်သွားပြီတယ်ဟောပြစ်သွားတာရောက်ရင် Moscow Ultras in Moscow ပဲညီကိုဒီဘက်မှာလည်း Blink ဖလစ်ကာတွေပိုင်းပြန်ခုန်ထွက်သွားရတယ် Space Gray လို့ထားစီဘလက်ရန်ကြီးချိန်နေမစိုးဘူးလားလို့ မဆုံးကောင်းတယ်ဒီဘက်ကပူတယ်နေကျောဘက်ဂျူလေးဘက်က easy နော်ဂျူလေးဘက်ကရှီရှောင်ပဲဆော့ရမှာဆိုတော့နော် Moscow ထောင်နေဖို့ပဲလို့လား အောင်လန်တာဝိုင်လည်းရလိုက်တယ်ဗလန် timing ကွက်တီလေးပြန်ဝင်သွားတာ စံကြီးဘလူးပြစ်သွားတယ်ဒါကြီးခိုင်ဟို စပီးရပစ်ပြီးသားပြီးမှရောက်သွားတာ အေးတော့ तू ဝင်ပြစ်သွားတယ်ရာ မင်းတို့အားချောင်းလားမင်းတို့ ရရင်တော့ညီကိုအေးမင်းအားချောင်းတော့မင်းနေဦး ဖတ်နိုင်အောင်လားကြည့် ရရင်တော့ညီကိုအရန်မစိုးဘူးနောက်တော့ငါတို့ဘက်မှာဗလန် ဟုတ်တယ်ဒီလိုကေ3កောင်ပဲ အေးအဲ့မှာတွေ့ပြီအဲ့မှာဝါအားလေးမိလို့တော့လောက်အောင်ပါလေ ရတယ်အေးစေး လောက်မှာ Purify မရှိတဲ့ချင်းညီတို့ အော်စန်ကြီးပဲ ဟောတော့အဲ့စံကြီးပဲညီကိုစံကြီးရုံးမှာညီကိုဒီပွဲက ဟောလဲကြားရတယ်ဒါ easy fan Moscow တာတယ် cloud တက်ပူ fan လာနိုင်တယ်ဘရို အ easy မှန်ပဲ winter crown လောက်ပိုင် तू မသိတော့ ဟမ်ဝင်တော့ကောင်းလိုက်လို့လားဟမ်အားလေးကြီးနေအဲ့လို နေမယ် အမှန်ပဲဒါကြီး ခင်းလို့ရမှာ ဒါခုလေးတကောင် Winter Crown စောစီသွားနေတယ်တွေ့အောင်လမ်းမှာတော့ second တစ်လုံးထပ်ပြီးတော့လှုပ်ထားတယ်အခြေအနေတော့ကြည်နေတော့မယ်နောက်မှလည်းအုံကန်တို့ဘာတို့တော့ပြေးလိုက်လာပြီးစံကြီးနည်းနည်းလေးပြန်ပတ်မလား flat double flick ကောက်သတိထားတော့ပြေးကြတော့မှစံကြီးတော့ဒူးနဲ့ပြေးတိုက် double နဲ့နောက်မှ Fury of the Phoenix ကိုပေးစံကြီးတကောင်တော့လုံးဝဝင်လုံးရတာဟေးနောက်မှလည်း Blink ကွင်းဆက်ကတွေဘာတွေကောက်ကြီးခိုင်းနေတော့ပြဿနာတက်ထားနေပြီတကယ်တော့အောင်လဲ second tower လေးနည်းနည်းလေးတော့စိတ်ရှည်လိုက်ရမှာဗျာသိလား ဟုတ်တယ် second tower လိုချင်တာဥသာဖြစ်သွားပြီ တော့ထွက်တဲ့တိုင်မင်းကြီးမလို့ Blink တခြားကြောင့်ပြောတာမဟုတ်ဘူး တော့ထွက်နေတဲ့ timing ကြီးဒါရွေးလောထွက်နေတဲ့ timing ငါတို့ရဲ့အထောင်ဆန်ကြီးတေသွားတဲ့ဘန်းတော့တိတ်တော့ပျော်ဘူးတော့မကောင်း first law ပါပေးရဖို့ရရင်တော့ရှိသွားပြီ 7 minute နော် Euro K 3-5ဒီမှာတော့လော့ထွက်နေနေတာတခုမှာလော်လေးကိုတော့ကျွန်တော်တို့အနေနဲ့ hero နှစ်ကောင်သေးနေတာဆိုတော့လေတွားလူလို့တော့မရခဲ့ပဲနဲ့တော့ပြန်တော့ပေးထားပြီငိုရီ Moscow ပြစ်တာကြီးကတော့ကွက်တီဗလား body ခုနေတယ် ထင်းနေမော်စကိုကတော်တော်ကျွံနေတာတာဝါကိုပစ်တာတော်တော်ကြီးကြာကြီးပစ်ပလိုက်တော့ပြန်ဘက်တဲ့တိုင်မမီတော့ကာစီလဲဥသာလှုပ်ပေးတာပဲဒါပေမဲ့ तू လဲအဲ့လောက်ပဲလှုပ်ပေးလို့ရမှာမော်စကိုကြီးကိုဟိုလိုကြီးလော့အောင်လို့ထီတော့မကာလိုက်နိုင် ပြေးတာမဟုတ်ပဲနဲ့ဒါစန်ဂျီကိုကာသလိုနဲ့ပြန်ချလိုက်ရင်တော့မစိုးဘူးလားလို့ဝင်နေပြီးအုပ်တာပါညာနဲ့ ပြန်ချဖို့ကလည်း position ကြီးကတော်တော်ကွဲနေတာ အေးလို့တယောက်တက်နေရသည်ဖြစ်နေတာဟုတ် မော်စကိုလေဂိမ်းပဲဟေးမော်စကိုလေဂိမ်း လေဂိမ်းပဲညီတို့ချိန်တိုင်းလဲကြောဒီမော်စကိုပဲလေဂိမ်းနေနဲ့ဒုံကြီးထားရတာဆိုတော့အပေါ်လန်း မေဂါရှိသေးတယ်အေးစေး တော်လေးကတော့ eBay လေးနဲ့လာနေနေမနာမလေးဂျူရှင်းလန်နဲ့ flare တွေပိုင်းနဲ့တော့ကင်ပါအောင်မလားချိန်လေးလေးတော့ကြည်တိုင်းနဲ့ကျွန်တော်မြန်မာသေးနေနေတော့ defense နဲ့ဆော့ရတာလေးကလည်းအပြစ်တော့သွားပြောလို့မရဘူးနှိမ့်သွားတာဟုတ်နောက်မှ deadly match နဲ့ဆန်ကြီးတေမလို့တော့ဖြစ်သွားနေပဲပေါ်လန်းမှာတော့ mega ပေးရကန်ဒီဆက်ဆက်မှာပြီးတော့ကာထားနေပဲနောက်ဆုံးမှာကျွန်တော်တို့ mega တလန်းတော့ပေးရကန်ဒီပဲနောက်မှာတော့ရင်းဟာကောင်ပြန်ပြီးတော့ပြန်ထွားထားနေမှာဂလူးတက်ခွာသွားပြီ Fury of the Phoenix Cloud Blending ကြီးရဲ့နားလိုက်တာစန်ကြီးဘယ်တော့ရှောက်သွားတယ်မသိဘူးမတမလည်း Sora stand ပေးတာစန်ကြီးတကောင်တေသွားသလို Hero ကလည်းကောင်တော့ပြန်ရလိုက်တယ်စူပါမာကိုကြီးပါရလိုက်တာနော်ညီတို့ရာသေးဟန်နေနဲ့အောင်လမ်းမှာအောင်လမ်းမှာဒေါင်းဟန်မပေါင်းတော့ဗတ်တယ်ထဲမှာ မပေါက်တိုင်းချိုးကြည့်အောင်လားချိုးတ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 ိုး3ကောင်ရလိုက်တာချိုးတာမရတော့ဗလိုက်တော့ဒါတော်ပြီဟဲ့တော်ပြီတင်းတော့ဝင်ပြီးသွားပြီဒါကြီးအောင်လမ်းမှာတော့ဝင်ပြီးသွားပြီပြန်မတာကိုနေပြီးလွတ်တယ်အားသေးတယ်ဘလင်းကဲသွားတယ်ဘလင်းဘက်ကလာသွားတယ်စန်ကြီးနဲ့ထွေးလိုက်ရတော့3ကောင်ရလိုက်တယ်စန်ကြီးပဲလဲလိုက်တာဒါကြီး ကောင်ရောက်တက်ပေးသွားတာကလောက်ကို ရညိုလို့မော့စကောလေကင်းကသူ့အစီပြေးလိုက်မှန်တယ် ဘယ်ကလည်းမပေးလိုက်ရဘူး easy
easy သားတို့ easy လက်ဆန်ကြီးအိုင်တန်နေရလာပြီမလီဖစ်ကန်ကအခုထွက်ထွက်သွားတယ်စူပါမာကိုဖျန်းတာလေးကိုတော့ဝေးနေချားလေးတော့ထည့်တင်နေတာကြီး တော့ဒီဘက်ကစူပါမာကိုအဲ့စူပါမာကိုအဲ့ဗဒင်မရာအင်မစ်တစ်ပေါက်ပဲပြီလား ပေးကျွေးရအောင်အကုန်ပေးကျွေးရအောင် ကိုရင်းနဲ့ပလင်းဝင်လုံးပြီးရတယ် မှန်မယ်ဘလက်ဗတဲ့တစ်ပေါက်လိုပဲထင်တာပဲဒီဘွဲဗတဲ့တစ်ပေါက်ပဲသားကြီး ဟုတ်တယ် နောက်ဝက်ဆိုရင်ယာကန်နဲ့လုံးဝမကွာသေးဘူးနော်နောက်ဝက်တွေပါတွေကဒိန်းတွေပါလေကောင်းတယ်စီးထားတယ်ကျွန်တော်မြန်မာဘက်ကအောက်လန်းတွေပါမှာဆိုလဲသူတို့ကျွန်တော်ဘောနဲ့မေဂါသွေးရောသွားမယ်ဒီကောင်းလေးအောက်လန်းနဲ့မေဂါရော့သွားပဲလဲလာပလန်အေးဆေးပဲ ဟုတ်တယ် easy ပဲမဲက ရာလေးညီကိုချားလိုက်တာတကယ်ပြောတော့ဘရိုဒီဘွဲမော့စကိုလေဂိမ်းနဲ့ခန်းသားချက်ကတော်တော်ကောင်းနေတာညီကိုတို့ ဦးတော်200နောက်ဝက်ရှိတယ်စံကြီးကနောက်ဝက်ရှိတယ်ပြည့်အောင်မယ် တော့10စက္ကန့်ကျွန်တော်မြန်မာတင်းတို့အရေးကြီးတဲ့အချိန်တွေတော့ရောက်လာရင်တော့အုံငွယ်ခြုံလေးထဲမှာအန်တို့ပါလေအေးဆေးပဲအောက်လမ်းမှာလော်လေးနေတော့စပြီးတော့ပေါ်လိုင်းနေတာဒီကမှာစူပါမာကိုနေနဲ့လည်းထုံလေးလည်းကောင်းမလီဖစ်ကန်ပတ်ပေါ်လိုင်းနေပဲကျွန်တော်တို့လော်လေးကို reset လေးတော့ပြန်ချထားတယ် ဖီရောတဲ့ဖီနစ်ကိုတော့သတိထားရမှာသိလားအကျန်းဥစားဖြစ်တယ်ကျွန်တော်တို့ဆောင်းကောင်းလာတယ်လို့ ဗတ်တေးကြီးကိုဖုံးဆိုပြီးဆက်လက်ကြီးချလိုက်တယ်လို့ပဲเนาะဓာတ်ပွေးတွေပါတော့ထွက်လာတယ်ပဲခြုံနေရနေပြီးတော့အမလည်းဘလင်းဘေးနာနေတော့တဖြည်းဖြည်းတော့ပတ်ထားနေတော့မရင်ပုတ်ခံနေရတယ်တော့မလည်းစူပါမာကိုပြန်တော့ပတ်ထားသေးတယ်ဒေါ်လေးကတော့သွေး3ပုံ2ပုံဆွဲနေတာတော့ကမဘလင်းနေနေတော့သွေးနေသွားပြီဝစ်ဆက်ကလေးပါလေးကောက်ဟီးလို့ရသေးတယ်ဒဲလိုက်ပြတာတိုင်းမျောလာပြီเนาะအဲ့ကောင်မျောနေပြီเนาะ ကိုစကန်ဟီလို့ရတယ် easy တော့မလည်းရင်ဆိုတာဝင်လာဖို့တော့စူးစမ်းနေတယ်တော့ဂလူးချုပ်သွားမလားဂွနီဘီအောက်တာ violent dance နောက်ဆုံးမော်စကိုပြစ်ချန်နေကြလိုက်ပြီအိုးကွာတကောင်တေးဝိုင်းနေမယ်တော့4အောင်5အောင်ဟိုမှာမလည်းပလင်းထေးလာပြီမော်စကိုပြစ်ဆိုင်အောင်တော့မကင်းတရားတိုင်းမှာတော့လည်းပလင်းကွစ်စကန်လေးပါလေကောင်ကြီးဝိုင်းနေတယ်မော်စကိုစပီယာဒစ်စထရက်ရှင်တပ်ပေးတိုင်းမှာတော့မော်စကိုဝင်းပြသွားတယ်ဟာချီတကောင်ပြင်းပါဆယ်နေတဲ့ပလင်းချာကြလိုက်သေးတယ်ခိုင်းကိုဟိုမော်စကိုတကောင်ပဲကျတော့တိုင်းဟိုတိုင်အမလားစူပါမာကိုတကောင်ပဲကျတော့အောက်ကနေအကြည့်မလားအကြည့်မလား come on Amy အမလားအောက်ကနေအမလားဟော ပိုက်မြောင်းလောလောရမှာမြောင်းဟာမော်စကိုပြစ်တယ်ဟေးမော်စကိုပြစ်တယ်ဟေးစူမာမာကိုတကောင်ပဲကျန်နေတာလောလောရမှာဟာလောအောင်မှာခဏလေးလောတော့ရပြီလောနဲ့မှပြန်တက်မယ်သားတို့ easy ပဲ တအားကောင်းတာဟေး မော်စကိုစပီယာဒစ်စထရက်ရှင်နဲ့ဝင်ပြတာအတားကြီးအောင် come onလော်ရီပါရရတယ်ပြန်တက်မယ်သားတို့ပြန်တက်မယ် easy ပဲ လော်နေပြန်အဲ့တော့မော်စကိုလေဂိမ်းကွာမင်းအဲ့ကလောက်ဆိုတာအတိုင်းမော်စကိုလေဂိမ်းမှာအစင်းနဲ့ကိုမရှိဘူးဗလန်ကလောက်ဆိုတာ အမှန်ပဲကိုကြီးအမှန်ပဲ ဟန်ခုနအတိုင်းဘလူးကိုတိုင်းလောက်ကမပေးဘဲနဲ့တန်းဖြတ်တဲ့နေတာကောင်းတယ်နော်သားကြီးဆောင်းရမိုက်တာကောင်းတယ်ဟက်ဂျီ Fury ရဲ့ Free နဲ့3မိတာဆိုပေမဲ့မလောက်သွားတာသိလားရင်းမသေးသွားတာတော့အကောင်းဆုံးပဲကဲပြန်တက်မယ်သားတို့ပြန်တက်မယ်ဟလားပေါ့ပါပဲသားတို့ရန်လောပြန်မယ်လောနေပြန်မယ်ညီကိုတို့ အဲ့ဒါယူမယ် မေဂါတလဲ ကျုံလာတဲ့ကောင်ဖြတ်ဟလားကျုံလာကောင်ဖြတ်မယ် ဟော့စကော့ပြစ်ချက်နဲ့လေလမ်းမှာနောက်တဲ့မေဂါတလဲတော့ထပ်ယူထားပြီလော်ပြည့်ရတာဘာညာနဲ့တော့မေဂါတလဲသေးကြရင်ညီကိုတို့အရေးကြီးတာလေလမ်းနဲ့ပေါ်လမ်းဆိုင်လင်းရဲ့မေဂါတွေကိုဘယ်လိုယူမလဲတွေးရမှာဗတဲ့ဆိုင်မယ်ဆိုလဲအားပေးပါပေးမရှင်းနဲ့အဲ့ကလောက်ပေးမရှင်းနဲ့လို့ ဒီကောင်လောက်ဖြတ်ရှင်းနေတာဟန်ဝင်လာမလားဗတဲ့တပေါက်လေးပဲတိုင်းအလားလေးပဲဆိုင်ပြပြီကိုတွေကိုဟန်ဒီချမ်းကတော့ချိန်ပဲအနေနဲ့တော့များတယ်မရရင်မတက်နဲ့အနေနဲ့များတယ်မရရင်မတက်နဲ့ ဟုတ်ကဲ့မရမတက်နဲ့ငါတို့တာဝိုင်းနော်တာကြီးဖြစ်သွားပြီလေခင်ဗျာ easy မရရင်မတက်နဲ့တာကြီးတို့ come on မေဂါတလန်လောတော့အောက်မှာထွက်တာပြဿနာမရှိဘူးခလား easy ပဲမော်စကိုလိတ်ကိန်း come on လိတ်ကိန်းဖက်ပါရောင်းပြီးတော့ तू ဝင်းကိုနေချားရီ rose gold တွေထည့်ထားတယ်ဘလို့နော်မော်စကိုတော့မသေးတော့ဘူးဖလကာနဲ့ဆော့ရဆိုတော့ကကူနာလိုလေးပဲသားယူတခေါင်ပိုင်နဲ့ဖြတ်ချအဲ့ဂလူးတို့အဲ့4 BS တို့မရှိရင်တကောင်လေးဘာမှလုပ်လို့မရတော့ဘူးလေတကယ်ပြောငါမနာဘူးငါတို့စချရင်ချတဲ့ဘက်ကတာမှာရောရင်းကိုနည်းနည်းလေး winter crown လေးပြီးဖန်လိုက်မှာရင်း winter crown ထောက်ဝိုင်းတော်တော်ကောင်းသွားပြီဟုတ်တယ်ရင်း winter crown လေးတောက်ကြမလို့ရင်း winter crown လေးလိုနေပြီရင်း winter crown လိုနေတယ်ရတော့မှာပါရပြီသားရသွားပြီသားတို့နောက် second ဟိုတက်တော့ဗတ်တရား easy ဆိုင်အောင်ပဲ Fury of the Phoenix ကိုကြောက်စရာမလိုတော့ဘူး
အပေါ်လဲမေဂါလေးတလန်ထက်ရတာရင်တော့ကောင်းမှာကွာသားကြီးကလိုချင်တာတွေပြောရတယ်ဘာလို့အောက်လဲလော့ပေါ်နေတာဆိုတော့ lane face ပါညာလေအဆင်ပြေတယ်ကွာသေးလားငါပြောချင်တာ ရတယ် AC ကိုဒီ AC လောရမလို့နောက်လောနဲ့ယူမယ်ဟလားနောက်လောနဲ့ယူမယ်လောထွက်တော့မယ်နော်စက္ကန့်20အဲ့ဂလူးဆိုတဲ့ကောင်လမ်းမလာလိုက်တဲ့ကောင်တခါတော့ ရှားရင်ဖြတ်မှာဂလူးကဥစားနဲ့ဆော့တာဖလကာနဲ့ဆော့တာဟလားတခါ ဒီကောင်ဝင်းနောက်ကောင်တွေပါလာသားကြီးဂလူးက မပါတော့သေးဘူးဒီကောင်ရုံမာဆိုတော့မပါဘူးအဲ့တန်း ဟောအင်မော်ဒယ်လောက်ပဲဝင်ပါပါမထင်တာမမရင်ဟမ်စိုက်ကလုံးနဲ့ဟိုဘက်ရောက် ငါတာပြောမလို့ဒါလေးကတော့ဘောလဲလိမ့်နေပါတော့သွားကြောင်းထားနေပြီတစ်ဖက်မှာလေလော်လေးကတော့ထွက်နေနေတာတခုမှဒီလောဘတ်တယ်လေးတော့ကျွန်တော်တို့ဘယ်လို dance မလဲတော့တစ်ချက်ကြည့်ရမယ်ခိုင်စီနေနဲ့တော့702တဲ့ဒါဒီကောင် sky media stat တွေလည်းများနေလောက်ပြီဒီချိန် များနေလာပြီကိုက်စီပဲကိုက်စီလည်းကောင်းနေကိုဒီကိုက်စီကောင်းနေ တော့တွေ့သုံးပုံတစ်ပုံ တော့မှာနော် တွေ့ပုံသုံးပုံတစ်ပုံနော်ဒဲလို့တိုင်းတော့ဒဲလို့နော်အဲ့ကောင်ဘာမှမရှိဘူးအဲ့ကောင်ဘာမှမရှိဘူးလော retreat ဟဲမင်းရောပေါ်ဝိုင်းတော့ဘယ်နဲ့ထဆိုင်မို့တော့ကြိုးစားနေတယ်တော့ fury of the phoenix 3တောင်းဘလင်းတကောင်ကွက်ဆက်ကကောင်ကြီးကလောက် plan ကျွေးရသေးတော့အကုန်ပြတ်ဆက်ဆောက်ခွင့်တော့ပြင်လိုက်အကုန်ပြတ်တိုင်းဝေးချလိုက်ဘာမှမဟုတ်အကောင်ဒီဘာမှမဟုတ်တိုင်းဝေးချလိုက်တော့တိုင်းအကောင်ရပြီတိုင်းရပြီမီနီယာဘိုင်ကိုင်းစီနာတူကြော်ရဲ YG YG Grand Final တန်းလာခဲ့ပြီဗျာ YG Grand Final တက်သွားပြီဟုတ်လား